ငါကဒူးရင်းသီးပါငါကိုစားရင်အမြင်တက်ကြောက်အစာကြေကောင်းစေတယ်ဒါပေမဲ့အပူတက်လွယ်ပြီးတကြားများလို့စီးကျိုရှိသူမစားသင့်ဘူးမြများစားရင်ကိုလေးချိန်တက်နိုင်တယ်နော်ငါကတော့ပန်းသီးပါငါမှာဗီတာမင်စီပါလို့ကိုခံအားကောင်းစေတယ်အမြင်တက်ကြောင်အစာကြေကောင်းပြီးဝမ်းကြုပ်တက်တာစေတယ်တစ်နေ့တစ်လုံးစားပြီးရင်ကိုလေးချိန်ကျတယ်နော်ငါကတော့မာလကာသီးပါငါကိုစားရင်ဗီတာမင်စီကျွဲဝပြီးအမြင်တက်များလို့ဝမ်းကြုပ်တက်တာပေမဲ့အစာအိမ်ယောဂရှိသူတွေမစားသင့်ဘူးနော်ငါကတော့မုံလာအုပ်နီပါငါကိုစားရင်မျက်စိအားကောင်းစေတယ်အရေးပြားလှပစေတယ်ကိုခံအားတိုးပြီးနှလုံးကျန်းမာရေးကိုကူညီတယ်အစာကြေစနက်ကောင်းစေပြီးဝိတ်ကျစေတယ်နော်ငါကတော့ဖရဲသီးပါငါကရေဓာတ်များတယ်ဗီတာမင် C A ပါလို့ကိုခံအားနဲ့မျက်စိကောင်းစေတယ်ကလိုရီနည်းလို့ဝိတ်ချသူတွေစားလို့ရတယ်အများကြီးစားရင်ဝမ်းလျှောနိုင်တယ်ဘုသူတခြားဆရာလေးတွေမျှဝေပေးမှမို့လို့အကယ်လေးကို follow လုပ်ပါခဲ့နော်အားလုံးကိုချစ်တယ်နောက်မှပြန်ဆုံတွေ့မယ်နော်ကြည့်ရှုပါလို့ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့ကိုအမြဲစားပေးဖို့မမေ့နဲ့နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာအမြဲကျမ်းမာပြီးပျော်ရွှင်ကြပါစေအားပေးကြပါဦးနော်